အားလုံးပဲမင်္ဂလာပါဒီကနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့ genetic code နဲ့ protein synthesis လို့ခေါ်တဲ့သင်ခန်းစာကိုသင်ကြားပေးတဲ့နေရာမှာကျွန်တော်တို့လိုအပ်မဲ့အခြေခံသဘောတရားလေးတွေ basic concept လေးတွေကိုကျွန်တော်ကဆွေးနွေးတင်ပြပေးချင်တာပဲဖြစ်ပါတယ်ဆိုတော့ဒီ proteins လို့ခေါ်တဲ့ molecule ကိုကျွန်တော်တို့တိဆောက်ချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့အခြေခံ unit လေးကိုကျွန်တော်တို့ဥဆုံးသိထားဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့ protein ထုတ်တော့မယ်ဆိုရင်ဘာကိုလိုအပ်မှာလဲကျွန်တော် protein ထုတ်တော့မယ်ဆိုရင် amino acid လို့ခေါ်တဲ့အခြေခံ molecule လေးတစ်ခုလိုအပ်ပါတယ်။ဒါကြောင့် amino acid ဆိုတာ protein လို့ခေါ်တဲ့ molecule ကြီးအခြေခံ unit ပဲဖြစ်ပါတယ်။ဆိုတဲ့သဘောတရားက amino acid များစွာကိုချိတ်ဆက်လိုက်တော့မှ protein လို့ခေါ်တဲ့ molecule အကြီးစားကိုကျွန်တော်တို့ရတာပါ။ဆိုတော့ကျွန်တော်တို့ protein အကြောင်းသိဖို့ဆိုရင် amino acid လေးရဲ့အကြောင်းကိုဥဆုံးသိဖို့လိုပါတယ်။ဆိုတော့ကျွန်တော်တို့ amino acid ကိုစလေ့လာကြည့်အောင်။အဲ့တော့ကျွန်တော်တို့ amino acid ရဲ့ chemical structure လေးကိုလေ့လာကြည့်ရအောင်ပါအဲ့တော့ amino acid ရဲ့ chemical structure ကိုမလေ့လာခင်အဲ့ဒီ amino acid မှာပါတဲ့ dressing ၄မျိုးရဲ့ bond order ကိုကျွန်တော်တို့သိဖို့လိုပါတယ် amino acid မှာကျွန်တော်တို့ dressing ၄မျိုးပါပါတယ်ကာဗွန်ရဲ့ hydrogen ရဲ့ oxygen ရဲ့ nitrogen ရဲ့ကာဗွန်မှာဆိုရင် bond order 4ရှိမယ် hydrogen မှာဆို bond order 1ရှိမယ် oxygen မှာ bond order 2ရှိမယ် nitrogen မှာ bond order 3ရှိမယ်ဒီ bond order လေးတွေကိုသိလို့ရှိရင် bond structure ဆွဲရတာပို့ပြီးတော့လွယ်ပါတယ်ဆိုတော့ amino acid chemical structure ဆွဲတော့မယ်ဆိုရင်ပင်မ backbone မှာကျွန်တော်တို့ NCC လို့ခေါ်တဲ့ပင်မ backbone လေးကိုစယူပါတယ် N ရဲ့ C ရဲ့ C ရဲ့ကြားထဲမှာကျွန်တော်တို့ single bond တစ်ချောင်းစီကျွန်တော်တို့ဆွဲလိုက်ပါမယ်ကျွန်တော် nitrogen ကိုကြည့်ပါ nitrogen နဲ့ဒီ carbon ကြားထဲမှာ bond order တစ်ချောင်းရှိပါတယ်အဲ့ဒီ bond order တစ်ချောင်းဒီအရှိက N နဲ့လဲဆိုင်တယ်လို့နောက်က C နဲ့လဲဆိုင်ပါတယ်ဒါကြောင့် nitrogen မှာ bond order 1သုံးနေပြီဆိုတော့သူ့မှာ bond order ဘယ်လောက်ကျန်လဲ2ကျန်ပါမယ်စုစုပေါင်းရှိတာ3တစ်ချောင်းသုံးထားတော့သူ့မှာ bond order ဘယ်လောက်ကျန်လဲ2ချောင်းကျန်ဒါကြောင့် nitrogen ရဲ့ဘေးမှာ bond 2ချောင်းကျွန်တော်တို့ထပ်ပြီးတော့ဆွဲလိုက်ပါမယ်ဆွဲပြီးတော့အဲ့ဒီလွတ်တဲ့နေရာမှာကျွန်တော်တို့ဗာလေးလိုက်ဖြည့်မလဲဆိုရင် hydrogen လေးတွေကျွန်တော်တို့လိုက်ဖြည့်လိုက်ပါမယ်ဒါဆိုလေကကာဗွန်ကိုကြည့်ပါဘယ်မှာလဲပဲ bond order တစ်ချောင်းရှိတယ်ညမှာလဲပဲ bond order တစ်ချောင်းရှိတယ်ဆိုတော့သူ့မှာ bond order ဘယ်နှချောင်းကျန်လဲ2ချောင်းကျန်တယ်ဒါကြောင့်အပေါ်ကိုလည်းကျွန်တော်တို့တစ်ချောင်းဆွဲမယ် bond order တစ်ချောင်းဆွဲမယ်အောက်မှာလည်းပဲကျွန်တော်တို့ bond order တစ်ချောင်းဆွဲပြလိုက်ပါမယ်ဆွဲပြီးတော့အောက်ကဘုံလေးမှာကျွန်တော်တို့ hydrogen တစ်လုံးထည့်မယ်အပေါ်မှာကျတော့ကျွန်တော်တို့ alkyne radical အုပ်စုလေးတစ်ခုကျွန်တော်တို့ထည့်ပေးပါမယ်သင်္ကေတ R အကြီးနဲ့ပြပါတယ် alkyne radical ဆိုတာကျွန်တော်တို့ chemistry မှာတော့သင်ရမှာပါဒီကာဗွန်အရေအတွက်က N ဆိုရင် hydrogen အရေအတွက်က 2m+ မှာ hydrogen အရေအတွက်ဒီကာဗွန်အရေအတွက်ထက်2ဆတစ်ပေါင်းများတဲ့ molecule ကိုကျွန်တော်တို့ alkyne radical လို့အရေးပေါ်အကြံဉာဏ်မှတ်ထားလို့ရပါတယ်။နောက်အဲ့လိုမျိုး alkyne radical တစ်ခုခုအဲ့ဒီနေရာမှာနေရာယူပါမယ်။နောက်ဆုံးကာဗွန်မှာကျတော့ကျွန်တော်တို့သူ့ရဲ့ structure လေးကဒီဘက်မှာကျတော့ကျွန်တော်တို့ OH လို့ခေါ်တဲ့hydroxide group လေးကိုစားထုတ်မယ်။အပေါ်မှာကျတော့ကျွန်တော်တို့ကဘာလို့ double bond ဆွဲလဲဆိုတော့အဲ့ဒီအပေါ်မှာကျွန်တော်တို့ oxygen ကနေရာယူမှာပါ။ဒါကြောင့်အပေါ်မှာကျတော့ကျွန်တော်တို့က double bond ကျွန်တော်တို့ဆွဲပြလိုက်ပါတယ်။အဲ့တော့ဒါဆိုကျွန်တော်တို့ဒီမှာ amino acid တစ်ခုရဲ့ chemical structure ကိုကျွန်တော်တို့ရသွားပါပြီဟုတ်ပြီကျွန်တော်တို့ဆက်ပြောပြတာကြည့်အောင်အဲ့တော့ကျွန်တော်ဒီမှာအလယ်မှာ white ပြတဲ့ carbon လေးဟာအလယ်မှာရှိတဲ့ပင်မ carbon ပါသူ့ကိုကျွန်တော်တို့ alpha carbon လို့ကျွန်တော်တို့မှတ်လို့ရပါတယ်အဲ့တော့ alpha carbon ရဲ့ဘေးမှာလည်း molecule အုပ်စုတစ်ခုရှိမယ်ညာမှာလည်းပဲကျွန်တော်တို့ molecule အုပ်စုတစ်စုရှိပါမယ်အဲ့တော့ alpha carbon ရဲ့ဒီ bevel chain လို့ခေါ်မှာပေါ့အဲ့ဒီ bevel chain ကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင် NH2 လို့ခေါ်တဲ့ molecule အုပ်စုတစ်ခုကိုတွေ့ရပါလိမ့်မယ်အဲ့တော့အဲ့ဒီ NH2 လို့ခေါ်တဲ့ဒီအဲ့ဒီ molecule အုပ်စုကိုကျွန်တော်က amine group လို့ကျွန်တော်တို့နာမည်ပေးရပါမယ်ကိုယ်ပဲချမ်းကိုကြည့်ပါအလယ်မှာရှိတဲ့ alpha carbon ရဲ့ညာဘက်ချမ်းမှာတော့ကျွန်တော်တို့ COOH လို့ခေါ်တဲ့ molecule အုပ်စုတစ်ခုကိုတွေ့ရပါလိမ့်မယ် COOH လို့ခေါ်တဲ့ molecule အုပ်စုကိုတော့ကျွန်တော်တို့ဓာတုဗေဒသဘောတရားအရသူ့ကိုကျွန်တော်တို့ carboxyl group လို့ကျွန်တော်တို့နာမည်ပေးပါတယ်ဒါကြောင့်ကျွန်တော်တို့အကြမ်းမြင်သိနားလည်ထားမှာက amino acid ရဲ့ဘက်ချမ်းမှာ amine group ရှိပြီးတော့ amino acid ရဲ့ညာဘက်ချမ်းမှာတော့ carboxyl group ရှိတယ်ဆိုတာကျွန်တော်တို့အခြေခံအဖြစ်နားလည်ထားဖို့လိုပါတယ်ဟုတ်ပြီကျွန်တော်တို့ဆက်လက်ပြီးတော့အဲ့ဒီ amino acid လေးတွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ကြည့်အောင်ကျွန်တော်ဒီမှာပြထားတဲ့ပုံမှာဆိုရင် amino acid နှစ်ခုကျွန်တော်ရှင်းလျက်ချထားပေးပါတယ်ပထမ amino acid မလို့ကျွန်တော်က radical နေရာမှာ R1 လို့ကျွန်တော်ရေးထားပါတယ်ဒုတိယ amino acid မှာကကျတော့ R2 လို့ကျွန်တော်ရေးပေးထားပါတယ်ဘာလို့လဲဆိုတော့
amino acid တွေကိုလေ့လာကြည့်တဲ့အခါမှာပင်မ backbone ကတော့ structure အဖြစ်တူမယ်ဘယ်နေရာတွေမှာကွဲတတ်တယ်လဲဆိုအဲ့ဒီ radical အုပ်စုနေရာတွေမှာ chemical structure ကွဲတတ်ပါတယ်ဒါကြောင့်ကျွန်တော်ကပထမ amino acid ကို R1 လို့ရေးပြီးတော့ဒုတိယ amino acid ကိုကျွန်တော်က R2 လို့ရေးလိုက်ပါတယ်ဆိုတော့ amino acid နှစ်ခုဘယ်လိုမျိုးချိတ်ဆက်ကြလဲပေါ့ချိတ်ဆက်ပုံကရိုးရှင်းပါတယ်ပထမ amino acid ရဲ့ carboxyl group နော် COOH အဲ့ဒါ carboxyl group အဲ့ဒီ carboxyl group ရဲ့ကျွန်တော်တို့အစွန်ဆုံးမှာရှိတဲ့ hydroxide ကိုကျွန်တော်တို့ပယ်လိုက်မယ်ဒုတိယ amino acid ဒုတိယ amino acid ရဲ့ဒီဘက်အစွန်ကကျွန်တော်တို့ amine group ရှိတယ်နော်အဲ့ဒီ amine group ရဲ့ကျွန်တော်တို့ဒီ hydrogen လေးကိုကျွန်တော်တို့ဖယ်လိုက်မယ်မြင်အောင်ကြည့်ပြပါပထမ amino acid ရဲ့ carboxyl group အဲ့ဒီ carboxyl group မှာရှိတဲ့ hydroxide ကိုကျွန်တော်တို့ပယ်မယ်ဒုတိယ amino acid ဒုတိယ amino acid ရဲ့ amine group မှာရှိတော့ကျွန်တော်တို့ hydrogen ကိုပယ်လိုက်မယ်အဲ့လိုမျိုးပယ်ပြီးတော့ပထမ amino acid နဲ့ဒုတိယ amino acid ကတစ်ခုနဲ့တစ်ခုချိတ်ဆက်မှာပဲဖြစ်ပါတယ်ဆိုတော့ပထမ amino acid ကနေ hydroxide ကိုပယ်လိုက်တော့ဒီမျိုးလေးကျန်တယ်ဒုတိယ amino acid ကနေပြီးတော့ amine group ကနေ hydrogen ကိုဖယ်လိုက်တော့ဒီမျိုးလေးကျန်တယ်ဟုတ်လားအဲ့ဒီနှစ်ခုကြားထဲမှာကျွန်တော်တို့ဓာတ်ဆီးလေးအသစ်ဖြစ်ပါမယ်အဲ့လိုအသစ်ဖြစ်လာတဲ့ဓာတ်ဆီးကိုကျွန်တော်တို့က peptide bond လို့ကျွန်တော်တို့မှတ်ထားလို့ရပါတယ်ဆိုတော့ရှင်းသွားပြီ peptide bond ဆိုတာပါပဲပေါ့ peptide bond ဆိုတာမှာ carboxyl group နဲ့ amine group ကြားထဲမှာရှိတဲ့ bond ကိုကျွန်တော်တို့ peptide bond လို့အလွယ်မှတ်လို့ရပါတယ်အားလုံးကိုကြည့်လိုက်ပါအားလုံးဟာ non metal တွေပါဒါကြောင့်ဒီ covalent bond အမျိုးအစားဖြစ်ပါဆိုတော့အဓိပ္ပာယ်ပြည့်စုံပြောရမယ်ဆိုရင် peptide bond ဆိုတာ amino acid ရဲ့ carboxyl group နဲ့ amine group ကြားထဲမှာဖြစ်ပေါ်လာတော့ covalent bond ကို peptide bond လို့ကျွန်တော်တို့သိထားရပါတယ်ဒီညမှာဆိုကျွန်တော်တို့ amino acid ဘယ်နှခုချိတ်ဆက်ထားလဲဆိုတော့ amino acid နှစ်ခုပဲချိတ်ဆက်ရပါသေးတယ် amino acid နှစ်ခုချိတ်ဆက်ထားတဲ့ molecule နောက်တစ်ခါအဲ့ဒီ amino acid နှစ်ခုကြားထဲမှာ peptide bond ရှိတယ်ဒါကြောင့်မလို့သူ့ကိုကျွန်တော်တို့က dipeptide molecule လို့နာမည်ပေးလို့ရပါတယ် amino acid နှစ်ခုရှိလို့ di လို့နာမည်ပေးတယ် peptide bond တွေဖြစ်ပေါ်လာလို့ peptide လို့ကျွန်တော်တို့နာမည်ပေးတယ်ဒါကြောင့်ဒီအစုတွဲကြီးကို dipeptide molecule လို့ကျွန်တော်တို့နားလည်ထားလို့ရပါတယ်ဟုတ်ပြီကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ပြောပြစီအဲ့ဒါကဘာလဲဆိုတော့ဒီ dipeptide molecule ရဲ့ဒီဘယ်ဘက်အဆုံးကိုကြည့်ပါ NH2 နဲ့အဆုံးတက်တာကိုတွေ့ပါလိမ့်မယ် NH2 နဲ့အဆုံးတက်တဲ့အဆုံးကိုကျွန်တော်တို့က N terminus N အဆုံး nitrogen အဆုံးလို့ကျွန်တော်တို့သတ်မှတ်ပါတယ်ဟိုဘက်ညာဘက်အဆုံးကိုတွားကြည့်ပါ COH လို့ခေါ်တဲ့ carboxyl group နဲ့အဆုံးတက်ပါလိုက်မယ် carboxyl group နဲ့အဆုံးတက်တဲ့ဒီအဆုံးကိုကျွန်တော်တို့က C terminus လို့ကျွန်တော်တို့နာမည်ပေးလို့ရပါတယ်ဟုတ်ပြီနော်ကဲဒါဆိုကျွန်တော်တို့အပေါ်က structure လေးကို overall တွားကြည့်အောင်အဲ့တော့ amino acid နှစ်ခုချိတ်ဆက်တဲ့အခါမှာပထမ amino acid ကနေ hydroxide ဆုံးရှုံးနေဒုတိယ amino acid ကနေ hydrogen ဆုံးရှုံးနေ OH H တပြိုင်နက်ဆုံးရှုံးနေဆိုတော့အသက်တင်ကျွန်တော်တို့ဘာဆုံးရှုံးတာနဲ့တူတူပဲလေ H2O ဆုံးရှုံးတာနဲ့တူတူပါပဲအဲ့တော့ reaction တွေဓာတ်ပြုတဲ့အခါမှာ water အသက်တင်ဆုံးရှုံးရင်အဲ့လိုမျိုးဆုံးရှုံးတဲ့ process ကိုကျွန်တော်တို့ condensation process လို့ကျွန်တော်တို့မှတ်ထားရပါတယ်ဒါကကျွန်တော်တို့ amino acid နှစ်ခုကိုချိတ်ဆက်ပြတာပါဟုတ်ပြီ amino acid နှစ်ခုချိတ်ဆက်ရင် dipeptide molecule လို့ကျွန်တော်တို့သိနိုင်တယ် amino acid 3ခုချိတ်ဆက်မယ်3ခုချိတ်ဆက်မယ်ဆိုကျွန်တော်နည်းနည်းလေးသိထားဒီ dipeptide molecule လေးကိုကြည့်ပါ dipeptide molecule ရဲ့ N terminal မှာလည်းပဲ hydrogen ကိုဖယ်နောက်ထပ် amino acid တစ်ခုလောက်ရတယ်နောက်တစ်ခါဒီဘက်အဆုံးက C terminus ကနေပြီးတော့ hydroxide ကိုဖယ်နောက်ထပ် amino acid တစ်ခုချိတ်ဆက်လို့ရတယ်အဲ့လိုမျိုး amino acid ဆက်တန်းရှည်ကြီးအများကြီးချိတ်ဆက်လို့ရတယ်အဲ့တော့ amino acid နှစ်ခုချိတ်ဆက်ရင် dipeptide molecule လို့နာမည်ပေးမယ် amino acid 3ခုချိတ်ဆက်ရင်တော့ကျွန်တော်တို့ tripeptide molecule လို့နာမည်ပေးမယ် amino acid 3ခုထပ်ပို့သွားပြီဆိုတော့ကျွန်တော်တို့က polypeptide molecule လို့နာမည်ပေးပါမယ် amino acid တွေအများကြီးကျွန်တော်ချိတ်ဆက်လို့ရပါတယ်အဲ့လိုမျိုးအများကြီးချိတ်ဆက်ပြီးတော့ကျွန်တော်တို့လိုအပ်တယ်လို့အဲ့ဒီ amino acid polypeptide molecule ကြီးကိုကျွန်တော်တို့ရစ်ခွေလိုက်လို့ရှင်เนาะကျွန်တော်တို့ protein လို့ခေါ်တဲ့ molecule ကြီးကိုရရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီကနေ့ပြောပြသွားတာတော့genetic code နဲ့ protein synthesis သင်ခန်းစာမှတ်သင်ခင်ကလေးတွေသိထားတဲ့ basic concept လေးကိုဆွေးနွေးတင်ပြပေးတာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်